ရေကူးကန်ထဲမှာမစင်သွားမိရင်ဘာဖြစ်မလဲအကယ်၍မိတ်ဆွေကမစင်ခဲတုံးပါမိသွားရင်အဲ့ဒါကိုဆယ်ထုတ်ပြီးရေထဲကိုကလိုရင်းနည်းနည်းထပ်ထည့်လိုက်ရုံပါပဲဒါပေမဲ့ဝမ်းလျှောနေရင်တော့ပြစ်ချွဲပြီးအကြီးပြက်နေတဲ့အညစ်အကြေးတွေဟာရေထဲမှာမြန်မြန်ပြန့်နှံ့သွားမှာဖြစ်ပါတယ်ပြီးရင်မစင်တွေထဲမှာယောဂပိုးမွှားတွေပါဝင်နေတတ်တာကြောင့်ကလိုရင်းရေထဲမှာတောင်ယောဂပိုးတွေဟာရွက်တော်ကြာအသက်ရှင်နိုင်မှာဖြစ်ပါတယ်အဲ့ဒီပိုးမွှားအားလုံးကိုတတ်ဖို့ဆိုရင်လည်းကလိုရင်းအများကြီးလိုအပ်မှာဖြစ်ပါတယ်ဒါကြောင့်အိမ်သာသွားတာကအကောင်းဆုံးပါပဲဒီအမျိုးသမီးဟာအိမ်သာရေဆွဲချမရတဲ့အခါမစင်ကိုပြတင်းကနေပြစ်ထုတ်ဖို့ကြံစီခဲ့ပါတယ်။ဒါပေမဲ့ပြတင်းပေါက်ကအပြင်ဘက်ကိုမပွင့်ပဲလေထွက်ပေါက်အငယ်လေးစီရောက်သွားပြီးသူ့မစင်ဟာအဲ့ဒီမှာညက်ကြံနေခဲ့ပါတယ်။ဒီအဖြစ်ပြက်ဟာသူမရဲ့ပထမဆုံးဒိတ်လုံနေချိန်မှာဖြစ်ခဲ့ပါတယ်။အဲ့ဒီအခါသူမဟာအကူအညီတောင်းဖို့ရွေးစရာလူမရှိတဲ့အတွက်သူမရဲ့ချိန်တွေဖော်ကိုခေါ်ခဲ့ရပါတယ်။သူမဟာပတင်းပေါက်ထဲခေါင်းကိုအရင်ထိုးသွင်းပြီးသူမရဲ့မစင်ကိုပြန်ယူဖို့ကြိုးစားခဲ့ကချင်းတွေဖော်ရဲ့ဖက်လက်ထဲကိုပြန်လဲပစ်ပေးခဲ့ပါတယ်။တပီးရင်သူမကိုယ်တိုင်ပြတင်းပေါက်ကြားကပြန်ထွက်ဖို့ကြိုးစားတဲ့အခါမှာလဲညက်နေတာကိုတတိထားမိသွားခဲ့ပါတယ်။ဒီအချိန်မှာတော့သူမရဲ့ချင်းတွေဖော်ဟာအခြားရွေးစရာလည်းမရှိတော့တဲ့အတွက်ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ခဲ့ရပြီးသူမကိုကယ်ထုတ်ဖို့ပြတင်းကိုခွဲဖြတ်ခဲ့ရပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့သူတို့နှစ်ယောက်ဟာဒုတိယအကြိမ်ဒိတ်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်